မပြည့်စုံသူတခါကအမျိုးမျိုးအနေနဲ့ကိုလှည့်လည်ပြီးတရားကျင့်ကြံနေထိုင်တဲ့သူတော်စင်ယတိတစ်ပါးရှိပါတဲ့ယတိကြီးဟာအနေနဲ့အရရကိုခြေချင်လှည့်လည်ပြီးရောက်လျာအရရမှာရှိတဲ့တရားဝမန်သမျှကိုမေတ္တာပို့တာတရားဓမ္မဟောပြောလေးရှိပါတယ်ဒီနေ့တော့ယတိကြီးဟာအင်မတန်ခမ်းနားလွန်းတဲ့မင်းနေပြည်တော်တစ်ခုကိုရောက်ရှိသွားတယ်ယတိကြီးဟာမင်းနေပြည်တော်ရဲ့ကျဲဝန်းလှပပြီးတစ်ပင်ပန်းပင်တွေနဲ့အလှဆင်ထားပြီးကြောက်တလင်းတွေအပြည့်ခင်းထားတဲ့လမ်းပေါ်မှာရှောက်လန်းနေအဲ့ဒီလိုရှောက်လန်းတဲ့အခါရသေးကြီးရဲ့တောင်ဝင်းနဲ့ကြောက်တလင်းလမ်းတို့ထိတွေ့တဲ့အခါတောက်တောက်ဆိုတဲ့အတန်ထွက်ပေါ်လာတယ်အဲ့ဒီလိုတရောက်တော့မြည်တန်တဲ့အတူရသေးကြီးဟာစီးချက်ညီစွာနဲ့ပဲတလန်းပြီးတလန်းလှည့်လည်သွားလာတယ်အဲ့ဒီလိုရှောက်လန်းနေရင်လမ်းတစ်ခွက်ရောက်မှာတော့ရသေးကြီးဟာတုံကနေရိုက်လိုက်တယ်အဲ့ဒီနောက်မှာတော့လမ်းပေါ်မှာကျနေတဲ့ဒင်းကားပြားတစ်ပြားကိုကုန်းပြီးကောက်လိုက်တယ်ရသေးကြီးဟာဒင်းကားကိုလက်ဖွားနဲ့ပုတ်တက်လိုက်ပြီးသူ့ရဲ့အခါမှာလိန်ကျစ်ပြီးတိန်းထားလိုက်တယ်အဲ့ဒီနောက်မှာတော့ရသေးကြီးဟာဆက်လက်ပြီးထွက်ခွာလာတယ်အဲ့ဒီလိုဆက်လက်ထွက်ခွာလာရင်းကရသေးကြီးကဒီလိုတွေးတယ်ဒင်းကားပြားကိုမပြည့်စုံသူကိုငါပြန်ပြီးပေးကမ်းဆွန့်ကြဲရမယ်ငါလိုရသေးအတွက်တော့ငွေကြေးဥစ္စာဟာအလကားပါပဲလမ်းတစ်လျှောက်မပြည့်စုံသူကိုငါရှာဖွေမယ်အဲ့ဒီလိုနဲ့ရသေးကြီးဟာမင်းနေပြည်တော်ရဲ့စီကားများပြားလှတဲ့လူတွေကြားတဲ့ကိုတိုးဝေပြီးမပြည့်စုံသူကိုလက်လံရှာဖွေတယ်ဒါပေမဲ့လည်းချမ်းသာကြွယ်ဝတဲ့မြို့သူမြို့သားတွေအဖို့တော့ရသေးကြီးရဲ့ဒင်းကားဟာလမ်းမေးမှာဆွန့်ပစ်ထားရင်တောင်ကောင်းမှာမဟုတ်ဘူးလို့ရသေးကြီးသဘောပေါက်လာတယ်လူမှန်သမျှဟာခမ်းနားတိုက်မြိုက်စွာဝတ်စားပြီးပြုံးပျော်နေကြတာကြီးဖြစ်တယ်အစားအသောက်ရှမ်ပန်နဲ့ပျော်ရွှင်နေကြတဲ့မိသားစုတွေကြီးဖြစ်နေကြပြန်တယ်အင်မတန်ကိုချမ်းသာကြွယ်ဝတဲ့မင်းနေပြည်တော်ပဲဖြစ်တယ်ဒီလူတွေဟာသူတို့ရဲ့ဘဝကိုသူတို့ကျင့်တဲ့ပျော်ရွှင်နေကြတာပဲသူတို့ဟာလိုအပ်နေသူတွေမဟုတ်ကြဘူးပြည့်စုံမိသားသူတွေဖြစ်တယ်မပြည့်စုံသူတော့ရှေးဦးမှာပါလေအဲ့ဒီလိုနဲ့ရသေးကြီးဟာမပြည့်စုံသူကိုရှာဖွေပြန်တယ်အဲ့ဒီအချိန်မှာပဲဘရင်တက်မတော်ကြီးဟာစင်မြင်းယထာတရက်တက်ခက်ဆုံလင်းစွာနဲ့ပဲရသေးကြီးရဲ့မျက်နှာချင်းစာရက်ကနေချီတက်လာတယ်ဘရင်မင်းမြတ်ကိုတော်တိုင်းဟာလည်းတိုက်ဆန်တစည်းပေါ်မှာစီးနှင်းလိုက်ပါပြီးချီတက်လာတယ်ဘရင်တက်တော်ချီတက်လာတာကိုမြင်တာနဲ့တပြိုင်နက်လမ်းပေါ်မှာရှိတဲ့လူသူလေးပါးဟာလမ်းမေးကိုအသီးကပ်ပြီးဒူးထောက်လိုက်ကြတယ်ရသေးကြီးကတော့မိမိရှာဖွေလက်စမပြည့်စုံသူကိုဆက်လက်ပြီးရှာဖွေဆဲပဲဖြစ်တယ်အဲ့ဒီလိုနဲ့ဘရင်ကြီးရဲ့တက်တော်ကြီးနဲ့ရသေးကြီးတို့ဟာမြို့လန်းတဲ့နေရာမှာမျက်နှာချင်းဆိုင်စုံမိကြတယ်အဲ့ဒီလိုဘရင်တက်တော်ကိုဂရုမထားပဲတရွရွရှောက်လန်းလာတဲ့ရသေးကြီးကိုမြင်တဲ့အခါဘရင်ကြီးကဒီလိုပြောတယ်မောင်မင်းတို့ငါကိုတော်ဆွတ်ထွက်မဲ့ဇဲဇဲမှာဒီလိုသူတော်စင်တစ်ပါးနဲ့လမ်းမှာဆုံတွေ့ရတာဟာနမိတ်ကောင်းပြီပဲဒီသူတော်စင်ရသေးကြီးကိုငါကိုတော်နဲ့တက်မတော်အတွက်စုမုံကောင်းတောင်းရမယ်အဲ့ဒီလိုနဲ့ဘရင်ကြီးဟာစင်ပေါ်ကနေဆင်းပြီးရသေးကြီးစီကိုရှောက်လန်းလာတယ်အဲ့ဒီနောက်မှာတော့ဘရင်ကြီးဟာရသေးကြီးကိုဒီလိုရှောက်တင်တယ်ရှင်ရသေးငါကိုတော်နဲ့တက်တော်ကြီးဟာအတိုင်းတိုင်းအပြည့်ပြည့်ကိုတိမ့်ပိုက်ဖို့စစ်ချီလာခြင်းဖြစ်တယ်ငါကိုတော်ရဲ့ဘုန်းတကိုးကိုစပြူထိတ်မြေပြင်ပေါ်ဖြန့်ကျက်ဖို့စစ်ချီလာခြင်းဖြစ်တယ်အဲ့ဒီအတွက်ရသေးကြီးငါကိုတော်နဲ့တက်တော်ကိုစွမွန်ကောင်းများတောင်းပေးပါလော့အဲ့ဒီလိုဘရင်ကြီးရဲ့စကားကိုကြားတဲ့အခါရသေးကြီးဟာအင်မတန်ဝမ်းမြောက်သွားတယ်အဲ့ဒီနောက်သူအခါထဲမှာလိမ်ပြီးတိန်းထားတဲ့ဒင်းကားပြားကိုထုတ်ယူလိုက်တယ်အဲ့ဒီနောက်မှာတော့ဘရင်ကြီးရဲ့လက်ထဲကိုဒင်းကားပြားထည့်ပေးလိုက်တယ်အဲ့ဒီလိုရသေးကြီးရဲ့စမ်းကြယ်လာတဲ့အပြုအမူကိုတွေ့တဲ့အခါဘရင်ကဒီလိုပြောပြန်တယ်ရှင်ရသေးဒီဒင်းကားပြားဟာစစ်ထွက်တဲ့အခါစောင်းထားဖို့အဆောင်ပဲဖြစ်ရမယ်ဘလို့နတ်သားမျိုးနဲ့လိမ့်ကြံပြီးဆောင်ကျစ်ထားရမယ်ဆိုတာမင်းတော်မူပါဗျာအဲ့ဒီလိုဘရင်ကြီးရဲ့အမေးစကားကိုကြားတဲ့အခါရသေးကြီးကဒီလိုပြောတယ်မင်းမြတ်ဒီဒင်းကားဟာအဆောင်လက်ဖက်မဟုတ်ပေဘူးလမ်းဘေးကကောက်ရတဲ့ဒင်းကားပြားသာလျှင်ဖြစ်တယ်အဲ့ဒီဒင်းကားပြားကိုမပြည့်စုံသူတစုံတစ်ယောက်ကိုစွန့်ကြဲဖို့အတွက်မင်းကြီးရဲ့မြို့တော်ကြီးလမ်းတစ်လျှောက်မှာကိုတော်ရှာဖွေခဲ့တယ်ဒါပေမဲ့လည်းမင်းကြီးရဲ့နိုင်သူပြည်သားတွေဟာပြည်စုံပြည်သူတွေကြီးဖြစ်နေကြတယ်သူတို့ထပ်ပြီးမလို့ကျင်ကြတော့ဘူးသူတို့ပိုင်ဆိုင်ထားသမျှနဲ့ပျော်ရွှင်နေကြသူကြီးဖြစ်တယ်ခုမင်းကြီးကြတော့ပိုင်ဆိုင်ထားတဲ့နိုင်ငံစီးစိမ်ဥစ္စာတွေနဲ့ပြည်စုံမှုမရှိသေးဘူးနောက်ထပ်တော့တိုင်းနိုင်ငံတွေဥစ္စာဒနာတွေအတွက်စစ်ခင်းအောင်မယ်အဲ့ဒီတော့မင်းကြီးဟာမပြည့်စုံသူဖြစ်တယ်လိုအပ်နေသူဖြစ်တယ်ဒါကြောင့်
ကိုတော်ဟာဒီတင်းကားကိုမင်းကြီးကိုပြလိုက်တာပဲအဲ့ဒီလိုရသေးကြီးရဲ့စကားကိုကြားတဲ့အခါမင်းကြီးဟာတွေးဝေးငိုင်းမိုင်သွားတယ်သူလက်ထက်မှာစုပ်ကင်ထားတဲ့တင်းကားကိုသူချာချာကြည့်ရှုတယ်သူဟာအတန်ကြာအောင်စွန့်နှုတ်ဆက်နေပြန်တယ်မပြည့်စုံခြင်းလောအလိုလောဘလောဆိုတဲ့အတွေ့ဟာဘယင်ကြီးရဲ့အုံနောက်ထဲမှာပြည့်ရှံလာတယ်အဲ့ဒီနောက်မှာတော့ဘယင်ကြီးရဲ့မျက်နှာဟာတစုံတရာသောအေးချမ်းခြင်းနဲ့အတူဝင်းလဲလာတယ်အဲ့ဒီနောက်မှာတော့သူဟာရသေးကြီးရဲ့ခြေစုံကိုဥက္ကဋ္ဌရင်ဒီလိုပြောလိုက်တယ်ရှင်ရသေးဟာများစွာသောပြည်ထောင်တွေထက်ပိုပြီးအဖို့ထိုက်တန်တဲ့ဒင်္ဂါပြားတစ်ပြားကိုတပည့်တော်ကိုဆွညက်လိုက်တာပါပဲဖေဟာအရှင်ဖျားရဲ့ဒင်္ဂါပြားဟာတပည့်တော်ကိုပြည့်စုံတဲ့ဘဝတစ်ခုကိုပေးလိုက်ပါပြီဖေဟာဒီပြောရဲ့ပြည့်စုံခြင်းရဲ့အကြောင်းတရားကိုကောင်းကောင်းကြီးနားလည်ခဲ့ပါပြီဖေဟာအဲ့ဒီနောက်မှာတော့ဘယင်ကြီးနဲ့သူ့ရဲ့စစ်တပ်ကြီးဟာလာရလန်းအတိုင်းတရွရွနဲ့ပြန်လဲထွက်ခါသွားကြတယ်ဘယင်ကြီးထွက်ခါသွားပြီးမကြခင်မှာပဲရေသေးကြီးရဲ့တောင်ဝင်းတန်တတော်ဟာလဲပြန်လဲထွက်ပေါ်လာခဲ့တော့တယ်တကယ်တော့ကျွန်တော်တို့တွေဟာအသစ်သောအလိုဆန္ဒတွေနဲ့အတူမပြည့်စုံသူတွေဖြစ်လာကြတယ်အဲ့ဒီပြည့်စုံခြင်းကြောင့်ပဲပူလောင်ခြင်းသောကကိုဖြစ်ပေါ်စေပြန်တယ်မပြည့်စုံခြင်းကြောင့်ပူလောင်ရတယ်လို့မိမိရဲ့အရှင်းရင်းဆက်ဘဝကိုရောင်ရဲခြင်းနဲ့ပျော်ရွှင်အောင်နေထောင်ဖို့မေးလျော့ပြန်တယ်တန်ဖိုးရှိထားတဲ့ဘဝတစ်လျှောက်လုံးကိုလိုချင်တက်မဲ့ခြင်းလောဘတွေနဲ့သာအကုန်လုံးကြသူများပဲဖြစ်တယ်လောဘအလိုကြောင့်ပဲမိတ်ဆွေညီအကိုသားမိသားဖအစတဲ့အငဲ့ညာစရာအကြောင်းတရားတွေကိုမေးလျော့ပြီးငွေမျက်နှာကိုတစ်ခုတည်းသာရှေ့တန်းနေကြတယ်သဘောကတော့လောဘနဲ့နှပန်းလုံးနေတဲ့ကျွန်တော်တို့တွေဟာကျွန်တော်တို့ပိုင်ဆိုင်ပြီးဖြစ်တဲ့ပျော်မွေ့ဖွယ်နေ့ရက်တွေကိုပျော်ရွှင်ခံစားဖို့ကိုတောင်မေးလျော့နေကြတယ်လို့ဆိုတယ်ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုပြည့်စုံအောင်လုပ်ယူလို့ရပြီမဲ့ကျွန်တော်တို့ရဲ့အလိုလောဘကိုတော့ဘယ်တော့အခါမှပြည့်စုံအောင်လုပ်ယူလို့ရမှာမဟုတ်ဘူးလို့ဆိုတယ်တကယ်လို့ကျမ်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခြင်းရင်တော့ကျွန်တော်တို့တွေဟာလက်တော်ဘဝအခြေအနေရှိသမျှနဲ့ရောင်ရဲဖို့လိလာတည်ယူကြရမှာပဲဖြစ်တယ်ရတဲ့ရဲ့ဒင်္ဂါးစင်းနဲ့အတူမိမိကိုယ်ဆင်ခြင်ခြင်းကိုစုပ်ကိုင်လို့အေးချမ်းပျော်ရွှင်ခြင်းကိုရှာဖွေကြမှာပဲဖြစ်တယ်ဒီ profile လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ profile လေးကမိတ်ဆွေအတွက်ဘူးသရတစုံတရာရစေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြီးဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်